ကဲမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ YouTube channel အကောင့်ကိုဖွင့်တက်သွားပြီးဆိုရင်တော့ဒါဗီဒီယိုတွေကိုစတင်တင်လို့ရပါပြီအဲ့တော့ကျွန်တော်ဒီဗီဒီယိုကိုတင်တဲ့အချိန်မှာဒါပရိသတ်တွေစိတ်ဝင်စားမှုရှိအောင်ဒါစနစ်တကျကျွန်တော်ဘယ်လိုမျိုးပုံစံမျိုးနဲ့တင်သွားရမလဲပေါ့နော်အဲ့တော့ကျွန်တော်ပထမဦးဆုံးအနေနဲ့ဒီ Google Chrome ဆိုတဲ့ application ကိုဝင်ရပါမယ်အဲ့တော့ဝင်ပြီးတော့နောက်ပိုင်းမှာဆိုရင်တော့ဒီ search bar ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကျွန်တော်တို့ဒီ YouTube Studio ဆိုတာလေးကိုနှိပ်လိုက်ပါโอเคနှိပ်ပြီးတွားပြီဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီမှာ YouTube Studio ဆိုတဲ့ဒီ website ပေါ့နော်ဒီနေရာလေးကိုတွေ့မှာဖြစ်ပါတယ်အဲ့တော့ဒီအောက်မှာဆိုရင်တော့ YouTube Studio application ဖြစ်တယ်ပေါ့နော်အဲ့တော့တင်လို့ရတဲ့နေရာကဒါ application နဲ့ website နှစ်နေရာရှိတယ်ဒါမိတ်ဆွေတို့ကြိုက်တဲ့အဆင်ပြေတဲ့ဟာကိုဒါရွေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့အကြံပြုတာကတော့ဒီ website ကနေပြီးတော့မှတွားပြီးတော့မှတင်စီခြင်းတယ်ပေါ့နော်အဲ့တော့ website မှာဆိုရင်တော့ဒီအသေးစိတ်ကြတဲ့ဒီအချက်လက်တွေအသေးစိတ်ကြတဲ့ဒီ setting တွေပေါ့နော်နောက်တစ်ချိန်ကျရင်ဒါခု channel ကဝင်ငွေတွေရရှိလာမယ်ဆိုရင်လည်းကျွန်တော်ဒီအသေးစိတ်ကျွန်တော်ဘယ်လောက်ရတယ်လဲမနေ့ပြန်မှာဘယ်လောက်ရနိုင်တယ်လဲဒါတို့ရောစားကျွန်တော်ခံမှန်းလို့ရတဲ့ဒီ setting တွေကိုကျွန်တော်တွားပြီးတော့မှဒါကြည့်လို့ရတယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ဒါကျွန်တော်အနေနဲ့ကတော့ဒါ YouTube Studio ဒီ website ကနေပြီးတော့မှဒါဗီဒီယိုတင်တာကိုပို့ပြီးတော့မှအကြံပြုတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီ YouTube Studio ကိုကျွန်တော်ဝင်တဲ့အချိန်မှာဒါရှေ့မှာကျွန်တော် YouTube channel ထောင်ခဲ့တဲ့ Gmail နဲ့ password ကိုကျွန်တော်နှိပ်ပြီးတော့မှဒါ login ဝင်ထားဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဒါ login ဝင်ထားပြီးသားအတွက်ကြောင့်မို့ကျွန်တော်မဝင်ပြတော့ဘူးပေါ့နော်ဒါဒီအဆင့်ကိုကြော်လိုက်ပါမယ်โอเคမိတ်ဆွေတို့ကကျွန်တော် login ဝင်လိုက်မယ်ဆိုတော့ကျွန်တော်ဒီအခုပြထားတဲ့စာမျက်နှာကိုရောက်ရှိလာမှာဖြစ်ပါတယ်အဲ့တော့ဒီစာမျက်နှာကိုရောက်ရှိလာမယ်ဆိုတော့မိတ်ဆွေတို့ကဒီညာဘက် down အပေါ်နားကဒီ profile ပုံလေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်โอเคနှိပ်လိုက်မယ်ဆိုတော့ဒီမှာမိတ်ဆွေတို့နာမည်ပေးထားတဲ့ဒီ channel နာမည်နဲ့ဒီ profile ပုံဒါထွက်လာမှာဖြစ်တယ်ပေါ့နော်ဒီနေရာကတော့ဒါမိတ်ဆွေတို့ရဲ့ဒီ YouTube channel နာမည်ကိုဒါကြည့်တဲ့နေရာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်ပြန်ပြီးတော့မှထွက်လိုက်မယ်ထွက်ပြီးနောက်ပိုင်းဒီ profile ရဲ့ဘေးမှာကျွန်တော်ဒါ create ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်အဲ့တော့ဒီနေရာကတော့ကျွန်တော်တို့ဒါဗီဒီယိုတင်ရတဲ့နေရာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာ upload video ဆိုတဲ့ဟာလေးကိုကျွန်တော်တွားပြီးတော့နှိပ်လိုက်မယ်ပေါ့နော်ဒီမှာ like လုပ်တာတွေရောဆိုဒီမှာ create post အကုန်လုံးလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဗီဒီယိုကိုအရင်တင်ပြပြီးတော့မှာဖြစ်ပါတယ်โอเคအဲ့တော့ကျွန်တော်ဒီနေရာရောက်ပြီဆိုရင်ဒါ select file ဆိုတဲ့နေရာလေးကိုပြန်နှိပ်လိုက်ပါโอเคနှိပ်ပြီးတော့ရင်ကျွန်တော်တို့ဒါဗီဒီယိုကိုရွေးလိုက်မယ်ပေါ့နော်ဒါကျွန်တော်တို့တင်မဲ့ဗီဒီယိုကိုအရင်ရွေးလိုက်ပါโอเคဥပမာကျွန်တော်ဒီဗီဒီယိုတင်မယ်ဆိုရင်ဒါအမှန်ချစ်ကျွန်တော်တို့ဒါရွေးထားလိုက်ပါနော်ရွေးပြီးတော့ရင်ဒီညာဘက်တောင်အပေါ်ဆုံးက ADD add ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါโอเคနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒါဗီဒီယိုကိုတင်ပေးနေပြီဖြစ်တယ်ပေါ့နော်ဒီအောက်ဆုံးကိုကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာ uploading လုပ်နေတယ်ပေါ့နော်ဒါ100ပြည့်သွားပြီဆိုရင်တော့ဒါပထမအဆင့်ပြီးသွားပြီပေါ့နော်အဲ့တော့100ပြည့်သွားပြီးတဲ့နောက်ပိုင်းမှာဆိုတော့ဒီ check ပြန်လုပ်မှာပေါ့နော် check in လုပ်မယ် check in လည်း100ပြည့်သွားပြီဆိုတော့ကျွန်တော်ဗီဒီယိုကိုဒါ public တင်လို့ရပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါ public မလုပ်ပြသေးခင်မှာဆိုတော့မိတ်ဆွေတို့အနေနဲ့ဒီပြောရမယ်ဆိုတော့ကိုယ့်ရဲ့တင်ထားတဲ့ဗီဒီယိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှစနစ်တကျကျွန်တော်ဘယ်လိုအချက်လက်တွေဒါဖြည့်သွားရမလဲပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတွားလိုက်မယ်ပေါ့နော်ဒါပထမဦးဆုံးအနေနဲ့ဒီခေါင်းစဉ်ကိုအရင်တွားလိုက်မယ်ဗျဒီခေါင်းစဉ်ကပြောမယ်ဆိုတော့တော်တော်လေးအရေးကြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော်တင်ဆက်ထားတဲ့ဗီဒီယိုမှာမိတ်ဆွေတို့ကဒီအစားတောက်လားဒါမှမဟုတ်နီးပညာလားဒါမှမဟုတ်အားကစားလားပေါ့နော်ကိုဒီတင်ဆက်ထားတဲ့ဗီဒီယိုအကြောင်းအရာနဲ့ပတ်သက်တဲ့ဒီခေါင်းစဉ်ကိုပေးရမယ်ပေါ့နော်ဥပမာဆိုပါစို့မိတ်ဆွေတို့ကဒါငွေရှာနီးအကြောင်းနဲ့ပြောထားတယ်ဆိုရင်တော့ဒါငွေရှာနီးဒါ၅မျိုးလို့ရေးတာထပ်ပေါ့နော်ဒါမိတ်ဆွေတို့မဖြစ်မနေသိရှိထားတဲ့ငွေရှာနီး၅မျိုးဒါမှမဟုတ်လေဒါလူတော်တော်များများစိတ်ဝင်စားနေကြတဲ့ဒါငွေရှာနီး၅မျိုးပေါ့နော်အဲ့လိုမျိုးဒါစိတ်ဝင်စားမှုပိုပြီးရှိအောင်ဒါပေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီခေါင်းစဉ်ပေးထားတဲ့ဒါအကြောင်းအရာနဲ့ဒီဗီဒီယိုရဲ့အကြောင်းအရာကလည်းဒီကိုက်ညီဖို့လိုအပ်တယ်ပေါ့နော်ဒါကျွန်တော်အဆက်မှုမရှိဘူးဆိုရင်လည်းကျွန်တော်တို့ဒီဗီဒီယိုတစ်ပုတ်က view တွေကျသွားနိုင်ချေရှိတယ်ပြီးပြီး channel ရဲ့ image တွေကလည်းထိတယ်ပေါ့နော်ဒီလိုကြောင့်မို့ကျွန်တော်အနေနဲ့ဗီဒီယိုတစ်ပုတ်ဖန်တီးတော့မယ်ဆိုရင်တော့ဒီခေါင်းစဉ်ကိုဒါဘယ်လိုမျိုးပုံစံမျိုးနဲ့ဒါစိတ်ဝင်စားမှုရှိအောင်ဒါလူတွေကြည့်ရှုနိုင်တဲ့ခေါင်းစဉ်မျိုးကအဓိကရွေးချယ်ပြီးတော့မှကျွန်တော်ဗီဒီယိုကိုစတင်ပြီးတော့မှဒါဖန်တီးရမှာဖြစ်တယ်ပေါ့နော်။ Okay ဒါကတော့ကျွန်တော်ခေါင်းစဉ်နဲ့ပတ်သက်ပြီးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီအောက်မှာကျွန်တော် description ဆိုတဲ့ဟာရှိတယ်ပေါ့နော်။ဒီ description ကတော့ကျွန်တော်ဒီဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်ဒါရေးသားတာဖြစ်တယ်ပေါ့နော်။ဒီမှာဆိုရင်ဒါစလုံးပေါင်း9000ထိကျွန်တော်ရေးလို့ရတယ်ပေါ့နော်။အဲ့တော့ဒီ description ကတော့ကိုအသုံးချရင်ဒါချတတ်ရင်ချတတ်တယ်လို့ပဲဒါအသုံးဝင်ပါတယ်။အဲ့တော့သဘောတရားမှာကိုယ့်ရဲ့ဗီဒီယိုမှာကဒီမိတ်ဆွေတို့ကပေါ့နော်ဒီတခြားသောဒီဗီဒီယိုအကြောင်းအရာကိုကျွန်တော်ထပ်ပြီးတော့မှဒါရည်ညွှန်းပြီးတော့မှဒါပြောဆိုထားတယ်ပေါ့နော်ဒါကိုယ့်ရဲ့ channel ကဗီဒီယိုကိုပဲရည်ညွှန်းပြီးပြောဆိုထားတယ်ဆိုရင်ဒီအောက်မှာကျွန်တော်ဒါ link လေးတွားချလို့ရတယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေးကိုမကြည့်ရသေးရင်ကျွန်တော်တွားပြီးတော့မှဒါကြည့်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော် link ချပြီးတော့မှဒါ description မှာဒါဖြည့်တွားလို့ရတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီအပိုင်းတွေကျွန်တော်ပြီးတွားပြီဆိုရင်တော့နောက်ဆုံးအနေနဲ့ကျွန်တော်ဒီမှာ hashtag ကိုခံပြီးတော့မှဒါကိုယ့်ရဲ့ဒီတင်ဆက်ထားပြီးတဲ့ဗီဒီယိုအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော် keyword ကိုရှာပြီးတော့မှကျွန်တော် hashtag နဲ့တွားပြီးတွဲပေးရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ hashtag ခံပြီးတဲ့နောက်ပိုင်းမှာဒီမှာငွေရှာနီးဆိုပြီးတော့မှကျွန်တော်တို့ဒါလို့လေကျွန်တော်တွဲပေးရမယ်ပေါ့နော်အဲ့တော့ဒီလိုတွဲပေးခြင်းအပြင်ကျွန်တော်သဘောတရားပေါ့နော်ကျွန်တော် YouTube channel မှာဒါ
ကြည့်ရှုသူတဦးဦးကဒါငွေရှာနီးနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်ဆိုတော့ငွေရှာနီးဆိုပြီးတော့မှသူကရိုက်တဲ့အချိန်မှာကိုယ့်ရဲ့ဗီဒီယိုကဒါသူတို့ရှာတဲ့ list ထဲမှာပေါ်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ hashtag ကိုကျွန်တော်နောက်ထပ်နီလန်းတလန်းအနေနဲ့တွားမယ်ဆိုရင်တော့ဒါကိုယ့်ရဲ့ channel ရဲ့နာမည်ကိုတွားလို့ရတယ်ပေါ့နော်ဥပမာပေါ့ဒါမိတ်ဆွေတို့ရဲ့ channel ကမောင်မောင်ပြီးထားတယ်ဆိုမောင်မောင်လို့ကျွန်တော်တို့ဒါနှိပ်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ဒီ personal brand ကိုအသုံးချပြီးတော့မှဒီ hashtag နဲ့တွဲတာပေါ့နော်အဲ့တော့ကျွန်တော်မောင်မောင်လို့နှိပ်လိုက်မယ်ဆိုရင်တော့မိတ်ဆွေတို့ကဒါသဘောတရားပေါ့နော်မိတ်ဆွေတို့ရဲ့ channel ကိုဒါကြည့်ရှုသူပရိသတ်တွေကတော်တော်များများသိကြတယ်အဲ့တော့ဒါတခြားသူတဦးကဒါသူ့ရဲ့တင်ငယ်ချင်းကိုတွားပြီးမိတ်ဆက်ပေးမယ်ဆိုရင်မောင်မောင် channel မိတ်ဆက်ပေးမယ်ဆိုရင်ဒါသူတို့ကမောင်မောင်လို့နှိပ်လိုက်မယ်ဆိုမိတ်ဆွေရဲ့ channel ကပေါ်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလို hashtag မခံတော့ဆိုတော့မိတ်ဆွေတို့ရဲ့ဒီ channel ကဟိုဒီသူတို့ search တွားလုပ်တဲ့အချိန်မှာအောက်ဆုံးမှာတွားပေါ်နေမှာဖြစ်တယ်ပေါ့နော်အဲ့တော့တကယ်လို့နာမည်ကမတူဘူးအရင်ရှားတယ်ဆိုတော့မိတ်ဆွေတို့ရဲ့နာမည်ကထိတ်ဆုံးဒါပေါ်ရင်လည်းပေါ်လာနိုင်ချေရှိတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့နာမည်ကဒါသူများတွေနဲ့လည်းတူနေတယ်ဆိုရင်ပေါ့နာမည်လေးလည်းတူနေတယ်ဆိုရင်ဒါ hashtag ခံတဲ့လူကပို့ပြီးတော့မှဒီအထိတ်ဆုံးကိုဒါပို့ပြီးမြင်ရမှာဖြစ်တယ်ပေါ့နော်ဒီလိုကြောင့်ဒီ hashtag ကလည်းကျွန်တော်အရေးကြီးတယ်ပေါ့နော်ဒါကိုယ့်ရဲ့ channel နာမည်ကိုဒါ hashtag ခံပြီးတွားလိုက်ရတယ်ကိုယ့်ရဲ့ဒီ channel မှာတင်ဆက်ပေးနေတဲ့အကြောင်းအရာဘာအကြောင်းအရာတွေလဲဒါ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေလားဒါမှမဟုတ်ဘူးတူတာနဲ့ပတ်သက်တဲ့အကြောင်းအရာလားနီးပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလားပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးကျွန်တော် hashtag တွေခံထားလို့ရတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီ description ထိပြီးသွားပြီဆိုတော့ဒီအောက်ကိုတွားလိုက်မယ်ဒီ thumbnail နေရာကိုတွားလိုက်မယ်နော်ဒီမှာ upload file ဆိုတဲ့နေရာလေးရှိတယ်ဒီနေရာလေးကိုကျွန်တော်နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီ thumbnail ကိုဒါပုံတစ်ပုံတိတက်လုတ်ပြီးတော့မှဒါတင်ရမယ်ပေါ့နော်အဲ့တော့ဒီလုတ်ရမယ့်အပိုင်းကိုကျွန်တော်ဒီနောက် video မှာဒါပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အကောင်းဆုံးကတော့ဒါ thumbnail ကိုကိုယ်ပိုင်ဒါလုတ်ပြီးတော့မှတင်တာပို့ပြီးကောင်းတယ်ဒီ thumbnail ကပြောမယ်ဆိုရင်တော်တော်လေးအရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီ thumbnail ပုံတစ်ပုံကစိတ်ဝင်စားမှုရှိမှပဲဒါကိုယ့်ရဲ့အကြောင်းအရာကိုဒါဒုတိယအနေနဲ့လာပြီးကြည့်ကြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘက်ကကျွန်တော် auto generate ဆိုတဲ့ဟာကတော့ဒါသူ automatic ပေးထားတဲ့ thumbnail ဖြစ်တယ်ပေါ့နော်ဒါကိုတော့တွားပြီးမတုံးခိုင်းစေချင်ဘူးပေါ့နော် Okay အဲ့တော့ကျွန်တော်အောက်ကိုဆက်ပြီးတွားလိုက်မယ်ဒီမှာဆိုရင်ကျွန်တော်ဒါ yes နဲ့ no ရှိတယ်ပေါ့နော် yes ကတော့ဒါကလေးအတွက်ဆိုတဲ့အတိတ်ပဲပေါ့နော် no ဆိုတဲ့ဟာကတော့ဒါပြောကလေးအတွက်မဟုတ်ဘူးဒါလူကြီးအတွက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့အကြောင်းအရာကကလေးအတွက်တွားမှာလားလူကြီးအတွက်တွားမှာလားပေါ့နော်တကယ်လို့လူကြီးအတွက်ဆိုတော့ကျွန်တော် no it is not made for kids ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့ဒါမှကျွန်တော်လူကြီးတွေကြည့်တယ်ဒါဗီဒီယိုတွေထဲမှာကျွန်တော် list တွေထဲမှာတွားပြီးပေါ်မှာဖြစ်တယ်ပေါ့နော်ဒီလိုကျွန်တော်က yes တွားနှိပ်လိုက်မယ်ဆိုရင်ဒါကလေးတွေကြည့်တဲ့ဒါဒီအဓိကဗီဒီယိုတွေထဲမှာတွားပြီးပေါ်မှာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်ကိုယ့်ရဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ဒါရွေးရတယ်အဲ့တော့ဒီပြောမယ်ဆိုတော့ဒီအခုပြောသွားတဲ့ဟာတော့အဓိကကြားတဲ့အပိုင်းတွေဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ထပ်ကျွန်တော်တို့မဖြစ်မနေလှုပ်ထားတဲ့အဓိကကြားတဲ့အချက်တစ်ချက်ကလည်းရှိသေးတယ်အဲ့တော့ဒီအောက်ကိုကျွန်တော် see more ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်ပေါ့နော် see more နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒါ paid promotion ကတော့ဒါအလောက်အရေးမကြီးဘူးเนาะဒီကတော့တကယ်လို့ကိုယ့်ရဲ့ဗီဒီယိုမှာတခြားတော့ပြင်ပကြော်ညာတွေပါမယ်ဆိုရင်ဒီနေရာကိုကျွန်တော်အမှန်ချစ်လိုက်ပါเนาะမပါဘူးဆိုရင်တော့ဒီတိုင်းပဲထားလိုက်မယ်ပေါ့နော်အဲ့တော့အောက်ကိုကျွန်တော်ဆက်ဆွဲလိုက်မယ်ဒီနေရာထိကကျွန်တော်ဘာမှလုပ်စရာမလိုဘူးဒီတိုင်းပဲထားလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒီတက်ဆိုတဲ့နေရာလေးရှိရပါတော့ဒီနေရာလေးကတော့ပြောဆိုအရေးကြီးတယ်ဒီတက်ကိုတော့တေချာလေးဖြည့်စီချင်တယ်ပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုမှာကိုကဒီနီးပညာအကြောင်းပြောထားတယ်ဘ ഹു တုဒအကြောင်းပြောထားတယ်ဆိုရင်ဒီမှာကျွန်တော်နီးပညာဘ ഹു တုဒအဲ့လိုမျိုးတွားရေးလို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုရေးတဲ့ချက်သဘောတရားပေါ့ကျွန်တော်ငွေရှာနီးရေးထားတယ်ဆိုရင်ကျွန်တော်ကဒီမှာ make money ဆိုတဲ့ဟာလေးကိုမြန်မာလိုရေးလိုက်ရတယ်အင်္ဂလိပ်လိုရေးလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီလိုရေးလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာကော်မာလေးခံပေးရမယ်ပေါ့နော်ကော်မာလေးခံမယ်အဲဒီလိုမျိုး၄တောင်းအကွက်လေးဒါဖြစ်သွားပြီဆိုမှပဲဒါ touch ကဒါပြောမယ်ဆိုရင်တော့ဒါမှန်ကန်တဲ့ touch လို့ပြောရမှာဖြစ်တယ်ပေါ့နော်တကယ်လို့ကျွန်တော်ဥပမာပေါ့ဒီမှာကျွန်တော်တစ်ခုဖြည့်ပြမယ်ဒါ comma မခံဘဲနဲ့ကျွန်တော် speed ချကြည့်လိုက်မယ်နော် speed ချရင်တော့တွားမယ်ဆိုရင်ဒါလုံးဝကျွန်တော်တက်တစ်ခုကမအောင်မြင်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဒါတက်ကိုဒီချာလေးကျွန်တော် comma လေးနဲ့ဒါတွားပြရမယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ဗီဒီယိုနဲ့သက်ဆိုင်တဲ့ဒီကြည့်ရှုသူ viewer အနေနဲ့လည်းဒါ YouTube channel မှာတွားပြီးတော့မှရှာနိုင်တဲ့စကားလုံးတွေကျွန်တော်ဒီမှာတက်တွားတွဲပေးရမှာဖြစ်တယ် Okay အဲ့တော့ဒီအောက်ကတော့အရေးမကြီးဘူးအဲ့တော့ကျွန်တော်တို့ဗီဒီယိုနဲ့တက်ဆိုင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဒါစနစ်တကျဒါစိတ်ဝင်စားမှုရှိအောင်ကျွန်တော်တွားပြီးဖြည့်ပြီးသွားတဲ့နောက်ပိုင်းမှာဆိုရင်ကျွန်တော်ဗီဒီယိုကိုစပြီးတော့မှဒါ public လုပ်ရတော့မှာဖြစ်တယ်ပေါ့နော်အဲ့တော့ public လုပ်မယ်ဆိုတော့ကျွန်တော်ဒီညာဘက်တော့အောက်ဆုံးကကျွန်တော် net ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ Okay နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာအစောပိုင်းကကျွန်တော်လူကြီးနဲ့ဒီကလေးဒါကိုကျွန်တော်မရွေးရသေးဘူးเนาะဒါကိုပြန်ရွေးလိုက်မယ်ပေါ့နော်ဒီမှာကျွန်တော်ဒါလူကြီးအတွက်ဖြစ်တဲ့ကြောင့် no ဆိုတဲ့ဟာလေးနှိပ်လိုက်ပြီးကျွန်တော်ဒီမှာညာဘက်တော့အောက်ဆုံး net ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ကျွန်တော်ဗီဒီယို element ဆိုတဲ့ဟာလေးတွားမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီအောက်ကအကွက်၃ကွက်ရှိတယ်ဒီဒုတိယအကွက်ကိုကြည့်လိုက်မယ်ပေါ့နော်ဒီမှာဆိုရင် add an end screen ပေါ့နော်အဲ့တော့ကျွန်တော်တကယ်လို့ဒီအခုလက်ရှိကျွန်တော်တင်မဲ့ဗီဒီယိုရဲ့ဒီအဆုံးမှာကိုယ့်ရဲ့ဒီ YouTube channel ကဒီတခြားတော့ဒီဗီဒီယိုလေးကိုပြန်ပြီးပေါ်စေချင်တယ်ဆိုတော့မိတ်ဆွေတို့ကဒီဘက်ကဒီညာဘက်ကဒီ add ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနော်ဒါကျွန်တော်ဥပမာလေးတွားပြမယ်နှိပ်ပြီးတွားပြီဆိုရင်မိတ်ဆွေတို့ကဒီမှာဒီ import from video ဆိုပြီးတော့နှိပ်လိုက်ပါနော်ဒီမှာနှိပ်ပြီးတော့ရင်ဒီမှာမိတ်ဆွေတို့ကကိုယ့်ရဲ့ဗီဒီယိုကိုရွေးလိုက်ပါနော်ရွေးပြီးသွားတာနဲ့ဒါမိတ်ဆွေတို့ကဗီဒီယိုတင်လိုက်ပြီဆိုတာနဲ့ပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုအဆုံးမှာအဲ့ဒီအစောပိုင်းကကျွန်တော်
ဒီဗီဒီယိုအပ်ထားတဲ့ဟာလေးတွေတော့ပေါ်လာမှာဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုတော့ဗီဒီယိုတစ်ပုတ်ကြည့်ပြီးတော့ရင်ဒုတိယတစ်ပုတ်အနေနဲ့ကိုယ့်ရဲ့ channel ကဒါဗီဒီယိုပဲဒါထပ်ပြီးတော့မှကြည့်သွားမဲ့အတိတ်ပဲဖြစ်တယ်ပေါ့နော်โอเคအဲ့တော့ဒီအပိုင်းကိုကျွန်တော်သေးစိတ်မသွားပြတော့ဘူးအဲ့တော့ကျွန်တော်နောက်ထပ်တစ်ချက်ကိုတွားလိုက်မယ်ဒါညာဘက်တော့အောက်ဆုံးက next ကိုနှိပ်လိုက်မယ်နော်အဲ့တော့ဒီမှာချက်လို့ပြထားတယ်အဲ့တော့ဒီချက်ကကျွန်တော်တို့ဘာကိုပြောတယ်လဲဆိုရင်ကျွန်တော်တို့ဒီဗီဒီယိုတစ်ပုတ်ကဒါတင်လိုက်ပြီဆိုရင် copyright ရှိမရှိဆိုတဲ့နေရာကိုသူကဒါဖော်ပြတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာအစိမ်းအောင်ပြထားနေဆိုရင်အမှန်ချင်းပြထားနေဆိုရင်ကိုယ့်ရဲ့ဗီဒီယိုတစ်ပုတ်ကဒါ copyright မရှိဘူးတကယ်လို့ဒီနေရာမှာအနီအောင်ပြထားနေဆိုရင်တော့ဒါ copyright ရှိတယ်ပေါ့နော်အဲ့တော့ဒီအောက်ဆုံးကိုကျွန်တော်ကြည့်လိုက်ပါမယ်ဒီအောက်ဆုံးကြည့်လိုက်မယ်ဆိုရင်တော့ဒီမှာ check complete no issue found ဆိုတာလေးပြထားနေပေါ့နော်အဲ့တော့ဒါကပြောပြချင်တဲ့အဓိပ္ပာယ်ကဒါကျွန်တော်တို့ဗီဒီယိုတစ်ပုတ်က issue မရှိဘူးဒါသူစစ်ဆေးအကုန်လုံး PC သွားပြီလို့ဒါပြောတာပေါ့နော်အဲ့တော့ဒီနေရာမှာတကယ်လို့ကျွန်တော်တို့ copyright issue တွေပေါ်လာနေဆိုရင်ဒါနေနေမှာပေါ့နော်နေနေတယ်ဆိုရင်တော့ဒါကျွန်တော်တို့ဗီဒီယိုတင်လို့မရဘူးအဲ့တော့ကျွန်တော်အနေနဲ့ဒီ copyright နဲ့ပတ်သက်ပြီးကျွန်တော်နောက်ဗီဒီယိုမှာလည်းဒါအသေးစိတ်ဒါမိတ်ဆွေတွေကိုပြောပြသွားဖို့ရှိတယ်ပေါ့နော်အဲ့တော့ copyright ကိုကျွန်တော်တို့ဘယ်လိုလွတ်အောင်ဒါတုံးရမလဲပေါ့နော် okay အဲ့တော့ကျွန်တော်နောက်ထပ်ဒီချက်အဆင့်ကိုပြီးသွားပြီးကျွန်တော် no issue ဖြစ်နေတဲ့ copyright မရှိဘူးဆိုရင်ကျွန်တော်ထပ်ပြီးတော့မှနောက်တစ်ဆင့်တွားလို့ရပြီ next ကိုနှိပ်လိုက်မယ် okay နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ enlist publish ရပေါ့နော်အဲ့တော့ကျွန်တော် public လေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့မှဒီညာဘက်ထောက်အောက်ဆုံးက public ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ကဒါအပြီးစီဒါတင်ပြီးသွားပြီဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ဗီဒီယိုမှာဆိုရင်တော့ဒီ copyright ကိုကျွန်တော်တို့ဘယ်လိုပုံစံမျိုးနဲ့ရှောင်မလဲပေါ့နော်ဒီအကြောင်းအရာတွေကိုကျွန်တော်အသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ် okay ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်